မ
စိန်ကျော်ထုံးတို့ဒေါ်ပြိုခွေးတို့ဘုန်းကြီးတွေဆုံးကဖို့ချိန်ကြပြီလားလာရောက်ဘာတွေလုပ်နေကြတာလဲသမီးလေးရှောက်နေလို့ခီးနေကြလား